တိုးတက်လာတဲ့လူနေမှုဘဝတွေနဲ့လုပ်ငန်းခွင်တွေမှာတည်ငြိမ်ပြီးရောယုံကြည်စိတ်ချရတဲ့လျှက်စစ်တာတစ်ခုရရှိဖို့ဆိုတာအရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုအနေနဲ့ပါဝင်နေပါတယ်။ဒီလိုမျိုးတည်ငြိမ်ပြီးရောယုံကြည်စိတ်ချမှုကိုအပြည့်အဝပေးစွမ်းနိုင်တာကတော့ Asia General Holding ရဲ့စမ်းဆောင်ရည်နဲ့ Power Transformer တွေပဲဖြစ်ပါတယ်။ Asia General Holding အနေနဲ့မြန်မာနိုင်ငံလျှက်စစ်အခန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့အတွက်အင်တာအားလိုက်နဲ့ပါဝင်အားဖြည့်ပေးနေတာဖြစ်သလိုဒီပညာပိုင်းမှာဆိုလို့ရှိရင်လည်းဂျပန်နိုင်ငံရဲ့ Mitsubishi Electric နဲ့ဒီပညာလွှဲပြောင်းသဘောတူညီမှုကြားယူထားတဲ့အပြင်နိုင်ငံတကာစံချိန်စုံညွှန်းတွေအတိုင်းစနစ်တကျနဲ့ထုတ်လုပ်နေပါတယ်။ ဒါကြောင့်မြန်မာနိုင်ငံမှာပထမဆုံးနဲ့အကြီးဆုံးဖြစ်တဲ့ 100MB 230 kV Power Transformer ကိုပြည်တွင်းမှာပင်ဂုဏ်ယူဝင်ကြောစွာထုတ်လုပ်နိုင်ခဲ့တဲ့အပြင်အခြားမျိုးသော Power Transformer များကိုလည်းအရေးသွေးအမြင့်ဆုံးယုံကြည်စိတ်ချစွာဖြင့်ထုတ်လုပ်ရရှိပါတယ်။အစစ်မြင့်နည်းပညာစိတ်ချရတဲ့အရေးသွေးစနစ်တကျထုတ်လုပ်မှုနဲ့အတူလူကြီးမင်းတို့လုပ်ငန်းခွင်တွေအချိန်မပြတ်ဆက်လက်လည်ပတ်နိုင်မှုအတွက်လုပ်ငန်းနဲ့အကိုက်အညီဆုံး Power Transformer များကို Asia General Holding Company Limited မှာစိတ်ချယုံကြည်စွာဆက်သွယ်ပိုင်ဆိုင်ပါတယ်